အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာပါပိတ်သက်ကြီးစရပါရှင်မင်္ဂလာပါမင်္ဂလာကြီးသောနေ့လေးဖြစ်ကြပါစေရှင်ဒီနေ့ကတော့ခန်းညင်သီးနဲ့ငဖဲချက်မှာဖြစ်ပါတယ်ရှင်ဒါကတော့ကြက်သွန်နီးကြက်သွန်ပြူချင်းထောင်ပြီးတော့စီဝေးတက်ပါတယ်ရှင်ငပိစားဟင်းညုံမုတ်စနွတ်မုံရောင်နှမုတ်ကြက်သွန်နီးကြက်သွန်ပြူထောင်ပြီးသားနဲ့စီဝေးတက်နေရပါမျိုးလေးနည်းနည်းလေးကြက်သွန်နီးကြက်သွန်ပြူလေးနွင်းလာပြီဆိုရင်ရန်လေးထည့်ဖို့ထားတဲ့ခန်းညင်သီးလိထားတာပါခန်းညင်ညှက်ထားပါတော့မြန်နက်လွန်အောင်လို့ပါခန်းညင်သီးကိုအရင်ဆုံးလေးစိတ်စိတ်ပြီးတော့ခန်းညင်သလုံးလေးစိတ်စိတ်ပြီးတော့ပြုတ်လိုက်တယ်ပေါ့နော်ပြုတ်ပြီးတော့အပေါ်ကအခွင့်ခန်းညင်သီးကိုနူးတဲ့နူးအောင်ပေါ့နော်လိတ်ထွက်လာအောင်ရေလေးဆွတ်ပြီးတော့တခါတည်းတဲထားလိုက်ပါမယ်ရှင်ခန်းညင်သီးနူးလိတ်မှဒီငဖဲကြောထားလေးထည့်ပြီးချက်ပါမယ်ဒါကတော့အဖုံးအုပ်ထားလိုက်ပါအောင်မယ်ရှင်မိုင်ကောဝက်နေပါပြီတော်လဲရေလဲခမ်းပြီးပွက်လဲပွက်ပြီးဆိုနည်းနည်းလက်ထားတဲ့တော်တော်နူးပြီပေါ့နော်စီနဲ့ကြော်နည်းနည်းလိတ်တော့မှာဆိုငဖဲဘက်လေးတွေထည့်ပါမယ်ဒါငဖဲပါငဖဲကိုလက်ပြရိုက်ပြီးကြောထားတာပါငဖဲကတော့ဒီမှာ30သား6000ပါဒါဒီလိုတော်တော်လေးနဲ့အကြီးခန်းလာပြီဆိုရင်တော့ငဒီစိမ့်လေးထည့်လိုက်ပါမယ်ရှင်ငဒီစိမ့်နဲ့လေးမှုန့်မွေးလေးနဲ့ပါနော်သူကခန့်ညက်သီးငပိချက်ကငဒီစိမ့်နဲ့လိုက်တယ်လေခလိုရုပ်သီးမှုန့်လေးထောင်းကြဟင်နဲ့ဆိုတိတ်မလိုက်ဘူးပေါ့နော်ငဒီစိမ့်နဲ့နာမည်အုပ်ပြီးရင်မွေးလိုက်ပါမယ်မွေးပြီးတော့အဖုံးလေးပြန်အုပ်ထားလိုက်ပါမယ်ရှင်ကဲခုဆိုရင်တော့သမင်းနဲ့စားလို့ရတဲ့ဟင်းတစ်ခွက်ရပါပြီရှင်ခန်းညင်ပြီးငဖဲချက်ပါနန်းလေးကိုမှုေးတင်းတာပဲရာဆိုတစ်ခွက်ထက်လဲပြီးတယ်ပေါ့နော်တစ်ခွက်တည်းမပြီးဘူးဆိုရင်တော့အချင်းဟင်းလေးနဲ့ဆိုတော့တွဲဆက်လေးလိုက်ပါတယ်အချင်းတို့တဲချင်းတို့